မင်္ဂလာပါများ Football Center page ကနေပြန်လည်ကြိုဆိုလိုက်ပါ Subscribe မလုပ်ရသေးရင်တော့ Subscribe လေးလုပ်အားပေးကြပါဦးခင်ဗျာဒီနေ့မှာတော့ပေါ်တူဂီအသင်းရဲ့ကမ္ဘာ့ဖလားအဖွင့်ပွဲမှာရုန်းကန်ခဲ့ရတဲ့နောက်စီရိုနယ်ဒိုပေါ်အငင်းမမှုတွေပုံမှန်ပြင်းထန်လာတဲ့အကြောင်းတင်ဆက်သွားမှာဖြစ်ပါတယ်အာဂျင်တီးနားအတွက်မက်ဆီက hat-trick သွင်းတယ်ပြင်သစ်အတွက်အမ်ဘပေက2ဂိုးသွင်းတယ်ဟာလန်က2ဂိုးသွင်းပြသွားတယ်ဒီလိုနဲ့ပြီးခဲ့တဲ့ဗိုလ်တအုပ်နေ့ကစားခဲ့တဲ့ခရစ္စတီယာနိုရိုနယ်ဒိုရဲ့2026ကမ္ဘာ့ဖလားပထမဆုံးပွဲဥထွက်ကိုအားလုံးကစိတ်ဝင်စားစောင့်ကြည့်ခဲ့ကြပါတယ်ဒါပေမဲ့ပေါ်တူဂီကန်ဝင်ကြီးကတော့မျှော်လင့်လောက်ခြေစမ်းပြနိုင်ခဲ့ပါဘူးခန်းစင်အားတောင်းနေတဲ့ကွန်ဂိုအသင်းနဲ့ပေါ်တူဂီအသင်းတကိုးစီတည်ကြပြီးတဲ့နောက်ရုန်းကန်ခဲ့ရပါတယ်ဒီလိုခြေစမ်းမှာရုန်းကန်နေတဲ့ကြားအသက်42နှစ်အရွယ်ရှိပြီဖြစ်တဲ့ရိုနယ်ဒိုကိုပွဲချိန်မိနစ်90ပြည့်တဲ့အထိကွင်းထဲမှာဆက်ထားခဲ့တာကြောင့်သူ့ရဲ့စွမ်းဆောင်ရည်ပေါ်မှာရောအသင်းရဲ့ဂိုးသွင်းဘီရင်ကြီးကိုလူစားလဲဖို့တွန်းဆုံနေတဲ့နီးပြရောဘတ်တိုမာရီနက်စ်အပေါ်မှာပါဝေဖန်မှုတွေဒရက်ဆက်ထွက်ပေါ်လာခဲ့ပါတယ်ပွဲစဉ်တွေရိုနယ်ဒိုတယောက်အားကိုးရလောက်တဲ့တက်ရောက်မှုကိုပြနိုင်ခဲ့ပါဘူးပေါ်တူဂီအသင်းကဘောလုံးကိုတောင်မန်တွေစီပို့ပြီးထိုးဖောက်ဖို့ဘလောက်ပဲကြိုးစားသူကတော့ကွင်းလည်ပေါ်မှာပဲငြိမ်နေခဲ့ပါဒါတော့မှနီးပြမာတီနက်စ်ကအန်နာဇာစတာဘက်ကနေကာဝယ်ပြောဆိုသွားခဲ့ပြီးသူ့ကိုလူစားလဲဖို့ကြိုးစားတာရုပ်တိမရှိဘူးလို့အခိုင်အမာပြောခဲ့ပါတယ်ဂိုးရီလိုအပ်နေတဲ့ပွဲမျိုးမှာဘောလုံးလောကရဲ့အကောင်းဆုံးဂိုးသွင်းရှင်ကိုကွင်းထဲကနေဖယ်ထုတ်ဖို့ဆိုတာဘာမှအဓိပ္ပာယ်မရှိပါဘူးလို့မာတီနက်စ်ကဆိုပါတယ်ဒါပေမဲ့လည်းကိန်းဂဏန်းအချက်လက်တွေကတော့တခြားစီပြသနေပါတယ်ရိုနယ်ဒိုကနိုင်ငံတကာအဓိကပြိုင်ပွဲကြီးတွေနောက်ဆုံး10ပွဲဆက်တိုက်ဂိုးပေါက်ပြောက်ဆုံးနေပြီးအဲ့ဒီကာလအတွင်းကန်ချက်33ကြိမ်ရှိခဲ့တာပါသူကအဓိကပြိုင်ပွဲကြီးတွေမှာနောက်ဆုံးသွင်းခဲ့တဲ့ပယ်နယ်တီမဟုတ်တဲ့ဂိုးကတော့ယူရို2020အုပ်စုတစ်ဆင့်မှာဂျာမနီကို4ဂိုး2ဂိုးနဲ့ရှုံးခဲ့တဲ့ပွဲစဉ်ကဖြစ်ပါတယ်အဲ့ဒီပွဲမှာလည်းရိုနယ်ဒိုကဂိုးပေါက်ကန်ချက်3ကြိမ်ပြုလုပ်ခဲ့ပေမဲ့လည်းအချိန်မှဂိုးပေါက်မတည့်ခဲ့ပဲစိတ်ပြတ်အမမြဖြစ်နေတဲ့ပုံစံကိုပဲပုံမြင်ခဲ့ရပါတယ်အုပ်စုပွဲစဉ်တွေဖြစ်ဥဇဘက်ကစ္စတန်ကိုလံဘီယာတို့နဲ့ဆက်ကစားဖို့ရှိနေတာကြောင့်Real Madrid, Manchester United တို့ရဲ့ဂန်ဝင်ကြီးအနေနဲ့ဂိုးတွေပြန်သွင်းနိုင်မှုမျှော်လင့်နေမှာပါ။ဒါပေမဲ့အချိန်ကာလတွေကုန်ဆုံးလာတာကထိပ်တန်းစင်မြင့်တက်မှာပွဲတွေကိုလွှမ်းမိုးနိုင်တဲ့ရှိတဲ့သူ့ရဲ့အရေးချင်းကိုအဟံအတားဖြစ်စေခဲ့ပြီလားဆိုတာကတော့မေးစရာပါပဲ။သူကအရင်လိုမဟုတ်တော့ဘူး။ဒါကတော့လူတိုင်းရဲ့နှုတ်ဖျားပုံမှာ Ronaldo အကြောင်းဝေဖန်တဲ့စကားသံတွေပါ။ကွန်ဂိုအသင်းရဲ့ကစားသမားတွေကတော့ Ronaldo ရဲ့ရှိနေမှုပေါ်လုံးဝကြောက်ရွံ့ခြင်းမရှိပဲထင်ကြီးစရာကောင်းတဲ့ခံစစ်ကစားကွက်နဲ့ပေါ်တူဂီတိုက်စစ်မှုကိုဘာမှလုပ်လို့မရအောင်ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။ကွန်ဂိုအသင်းရဲ့ကွင်းလည်လူမှုရောကလည်းရိုနယ်ဒိုအခုချိန်မှာရင်လောက်ကြောက်စရာမကောင်းတော့ဘူးလို့ပုံမှန်လင်းမှတ်ချက်ပြုခဲ့ပါတယ်။ရိုနယ်ဒိုထိန်းချုပ်ဖို့အထူးပြုအပြင်ဆင်ခဲ့ရလားလို့ TNT Sport Brazil ကမေးမြန်းရမှာလဲမူကောကမှန်တမ်းပြောရင်တိတ်ပြီးတော့ပြင်ဆင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူကရင်လုံးမဟုတ်တော့ဘူးဆိုတာကျွန်တော်တို့သိလို့ပါ။သူအခုနည်းနည်းအသက်ကြီးလာပြီလေ။ဒါပေမဲ့သူကတမိုင်းတခြားအကောင်းဆုံးကစားသမားတွေကတူဖြစ်နေသေးပါ။သူ့ကိုအရင်လေးစားပါတယ်အခုလိုအသက်ကြီးလာတဲ့ခါမှာအရင်လိုမဟုတ်တော့ဘူးအရင်လိုစူးစမ်းအောက်ထုတ်မြင်မှုမလုပ်နိုင်တော့ဘူးဒါပေမဲ့သူ့ကိုကျွန်တော်တို့အများကြီးလေးစားပါတယ်လို့ဖြေကြားသွားပါတယ်ချိန်ထဲမှာပဲအာဆင်နယ်နဲ့ပြင်သစ်ဂန်ဝင်ကြီးတီယာရီယိုနယ်ရီကတော့ပွဲစဉ်ရဲ့ဒုတိယပိုင်းမှာဖြစ်သွားတဲ့ဖြစ်ရပ်တစ်ခုကိုထောက်ပြပြီးရိုနယ်ဒိုရဲ့စိတ်နေစိတ်ထားပေါ်မေးခွန်းထုတ်ခဲ့ပါတယ်ဘရူနိုဖာနန်ဒက်နဲ့ပိတ်ကန်မှုအစင်းနှစ်ဖြစ်နေတဲ့ဂိုရီယာအတွင်းဖြတ်တင်မော်တစ်ခုမှာရိုနယ်ဒိုကဂျားဖြတ်ဝင်ရောက်ပြီးခက်ခဲတဲ့ထောင်းကနေအသင်းကန်နှင်းခဲ့တာကြောင့်ဘိုးဘော်လွဲချော်ခဲ့ရပါတယ်ရေးကြီးတဲ့အချက်ကတော့ကိုကိုလန်ဂိုတင်မှုလိုတာမဟုတ်ဘူးအသင်းကဂိုးရဖို့လိုတာပါလို့အွန်ရီက Fox Sport မှာဝေဖန်ပြောကြားခဲ့ပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုဟာဒီလိုချင်းမျိုးအချင်းချင်းကြုံမှုပါတယ်အကယ်၍သူတာ6ကိုက်စီးတဲ့ကိုတက်ပြေးဝင်သွားရင်ခန်းစစ်ကစားသမားကလည်းသူ့နောက်လိုက်သွားရမှာပါဒါပေမဲ့သူကိုယ်တိုင်ဂိုးသွင်းကျင်တာကြောင့်ဘရူနိုဖာနဲ့လည်းသူ့ရဲ့လမ်းကြောင်းတွေကိုဝင်သွားပါတယ်အကယ်၍သူတာ6ကိုက်စီးတဲ့သွားရင်ခန်းစစ်ကသူ့နောက်ကိုလိုက်သွားရမှာဖြစ်ပြီးဘရူနိုအတွက် AC ပိတ်သွင်းရုံမှာပဲဒါပေမဲ့သူဂိုးသွင်းတာကြောင့်နောက်ပြန်ပေးတဲ့ဘောလုံးလမ်းကြောင်းနဲ့ဝင်သွားတယ်ကစားသမားက2ယောက်လုံးကတ်နေအောင်တွေ့ရတော့ခန်းစစ်တွေဖြတ်ထုတ်ရတာပိုလည်သွားတယ်ဒါကကျွန်တော်ထောက်ပြခြင်းတဲ့အချက်ပါခမည်းမဟုတ်ပဲအသင်းကဂိုးရဖို့လိုနေရပါအနောက်ကဘရူနိုရဲ့တုံ့ပြန်မှုကိုကြည့်ပါဘောလုံးကိုလွတ်ပေးလိုက်ပါပြေးထွက်ပေးပါနေရာလွတ်တွေဖန်တီးပေးပါဒါမှကျွန်တော်အသာရင်းပိတ်သွင်းလို့ရမှာဆိုတာမျိုးဘရူနိုကခံစားနေရမှာပါဒါပေမဲ့လည်းဖြစ်တဲ့ပေမဲ့လည်းဖြစ်မလာခဲ့ပါဘူးရိုနယ်ဒိုဟာတစ်ချိန်ကလိုမျိုးအားနည်းချက်မရှိတဲ့အားကောင်းမောင်းတဲ့ကစားသမားကြီးမဟုတ်တော့တာထင်ရှားနေပါတယ်ဒီပွဲပြီးမှထွက်ပေါ်လာတဲ့ဝေဖန်မှုတွေကိုအသုံးချပြီးပေါ်တူဂီနဲ့သူ့ကိုယ်သူကမ္ဘာ့ဖလားအောင်မြင်မှုစီပြန်လည်ရောက်ရုံထနိုင်မလားဆိုတာကတော့ဆက်လက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ page လေးကို like and share နဲ့ subscribe လေးလုပ်ပြီး update လို့ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ